はい、皆さんこんにちは。မြန်မာပြည်ဂျပန်စာသင်တန်းကျောင်းရဲ့စင်စေပွဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့私တို့အတူတူအခန်းစနစ်ကလေးကိုလေ့လာကြည့်ရအောင်နော်။အခန်းစနစ်မှာဘယ်လိုမျိုး grammar လေ့လာရမလဲဆိုလို့ရှိရင်နှိုင်းရှင်တာတွေရွေးချယ်တာတွေပြောမှာပေါ့နော်။ဥပမာဘယ်လိုဟာတွေရှိလဲဆိုရင်ကျွန်တော်ကသူ့ထက်ပိုလှတယ်။ကျွန်တော်ကမောင်မောင်ထက်စာပိုတော်တယ်။ကျွန်တော်အိမ်ကသူ့အိမ်ထက်ပိုကြီးတယ်။ကျွန်တော်ကားကသူ့ကားထက်ပိုကြီးတယ်ဒါမျိုးတွေကိုနော်နှိုင်းရှင်ပြီးပြောမှာပေါ့အဲ့ဒါမျိုးတွေရှိနေနောက်တစ်ခါကျတော့ရွေးချယ်ပေးမယ်ဘယ်လိုဟာတွေရွေးချယ်လဲဆိုတော့ဒီအင်ဂျီနဲ့အဲ့ဒီအင်ဂျီဆိုရင်ဒီအင်ဂျီကိုပဲရွေးမယ်ရန်ကုန်နဲ့မန္တလေးဆိုလို့ရှိရင်မန္တလေးကိုပဲရွေးတယ်ရန်ကုန်ကိုပဲကြိုက်တယ်ဒါမျိုးကိုပြောချင်တာအဲ့ဒါမျိုးရွေးချယ်တာတွေနှိုင်းရှင်တာတွေသုံးမယ်ပေါ့နော်ဒီအခန်းဆက်နေမှာဆိုတော့ကဲဒါဆိုလို့ရှိရင်အခန်းဆက်နေရဲ့ grammar လေးကိုလေ့လာကြည့်အောင်ဟုတ်ပြီNoun は noun より adjective です。Noun は noun より adjective です。よりဆိုတာလေးကထပ်ပို၍ဆိုတော့私ပြောခဲ့တယ်လို့ပါပဲ။ကျွန်တော်ကသူ့ထက်ပိုပြီးတော့မှစာတော်တယ်။ကျွန်တော်ကသူ့ထက်ပိုလာတယ်ဒါမျိုးပြောချင်ရင် noun は noun より adjective です။ဟာဒီ noun နေနေရာမှာကိုပြောချင်တဲ့အဲ့ဒီစာတင်ပြီးတော့မှ adjective နေရာမှာတော့ကြီးတယ်၊တေးတယ်၊လှတယ်၊အေးတယ်၊ချမ်းတယ်အဲ့ဒါမျိုးတွေကိုစာတင်တော့မှာပေါ့နော်။ဟုတ်ပြီနောက်တစ်ခုကျတော့ကျွန်တော်ကတော့နှစ်မှာ12လပိုင်းကိုအကြိုက်ဆုံးစားစရာတွေထဲမှာပန်းတီးကိုအကြိုက်ဆုံးတောက်စရာတွေထဲမှာလိမ္မော်ရည်ကိုအကြိုက်ဆုံးဒါမျိုးကိုပြောချင်တယ်ဆိုရင်တော့ ichiban adjective ဆိုတဲ့ adjective အဖြစ်ဆုံးမိနစ်ထဲမှာတော့ ichiban ဆိုတာကပထမဖြစ်တော့ပထမဆုံးအဲ့လိုပြောပြလို့ ichiban adjective ဆိုရင်တော့ adjective အဖြစ်ဆုံးဥပမာ ichiban စာမိုးကြီးဆိုရင်အေးဆုံး ichiban အဆွေအပူဆုံးဒါမျိုးပြောချင်နောက်တစ်ခါကျတော့ noun တို့ချီတာက adjective ですか noun တို့ချီတာက adjective ですかဒါကြတော့တို့နှစ်ခုကိုရွေးချယ်ခိုင်းတာပေါ့နော်ဥပမာဒီအင်ဂျီနဲ့အဲ့ဒီအင်ဂျီကိုယူမလဲဒါမျိုးကိုပြောချင်တယ်ဆိုလို့ရှိရင် noun တို့ချီတာက adjective ですかဟုတ်ပြီဘာလို့လဲတစ်ခုကိုပဲရွေးမယ်ဆိုလို့ရှိရင်ကတော့ noun の方が adjective ですတခုတည်းကိုပဲရွေးမယ်ဆိုလို့ရှိရင် noun の方が adjective ですကိုသုံးပြီးတော့မှနှစ်ခုစလုံးကြိုက်နေတယ်နှစ်ခုစလုံးကိုလိုချင်တယ်နှစ်ခုစလုံးရွေးချယ်မယ်ဆိုရင်ကတော့ဒိုချီတာမို့ adjective ですဒိုချီတာမို့ adjective ですဟုတ်ပြီနောက်တစ်ခုကျတော့ကျွန်တော်တို့အတန်းထဲမှာမောင်မောင်ကစာတော်ဆုံးကျွန်တော်တို့အတန်းထဲမှာကျွန်တော်ကအချောဆုံးအလှဆုံးဒါမျိုးကိုပြောချင်တယ်ဆိုရင်ကတော့ noun က ichiban adjective ကိုသုံးပေးမယ်သူကတော့ noun ထဲမှာ noun က adjective ဖြစ်ဆုံးဆိုတော့တက်ရှိပြောတယ်လို့ပဲအတန်းထဲမှာမောင်မောင်အလှဆုံးမောင်မောင်ကစာတော်ဆုံးအဲ့ဒါမျိုးကိုပြောချင်တယ်ဆိုရင် noun က ichiban adjective ကိုသုံးပေးပါမယ်はいနောက်တစ်ခါပြန်ပြောပါမယ် noun は noun より adjective ですよりဆိုတာလေးကထပ်ပို၍ကျွန်တော်ကသူ့ထပ်ပိုကြီးတယ်လို့ပြောချင်တယ်ဆိုရင် noun は noun より adjective ですကိုသုံးပါမယ်အပူဆုံးအအိုက်ဆုံးအကြိုက်ဆုံးဒါမျိုးပြောချင်တယ်ဆိုရင်ကတော့ ichiban adjective ကိုသုံးပြီးတော့မှနှစ်ခုထဲကနေနှစ်ခုကိုရွေးချယ်ခိုင်းမယ်ဘယ်ဟာကိုအကြိုက်ဆုံးလဲဘယ်ဟာကိုစားချင်ဆုံးလဲဒါမျိုးကိုပြောချင်တယ်ဆိုရင်ကတော့ noun တို့ချီတာက adjective ですかနဲ့မေးပါမယ်အဲ့ဒီနှစ်ခုထဲကမှ私တို့ကတစ်ခုတည်းကိုပဲရွေးချယ်ပြီးသုံးမယ်ရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်ကတော့ noun の方が adjective ですကိုသုံးပြီးတော့နှစ်ခုစလုံးကြိုက်နေတယ်နှစ်ခုစလုံးကိုလိုချင်တယ်ဆိုရင်ကတော့ဒိုချီတာမို့ adjective ですဆိုပြီးတော့သုံးပါမယ်နောက်တစ်ခုအများတွေကမှတစ်ခုတည်းကိုပဲရွေးချယ်ခြင်းတစ်ခုတည်းကပဲအကောင်းဆုံးဖြစ်နေတယ်လို့ပြောချင်တယ်ဆိုရင်ကတော့ noun က ichiban adjective တွေကိုသုံးပေးပါမယ်နောက်တစ်ခုကျတော့私တို့ကတန်ပါလိုက်တာနဲ့မပါတာနဲ့အဓိပ္ပာယ်တွေကကွဲသွားပါမယ်နာနီကတန်လေးပါတယ်နာနီကဆိုရင်ဘယ်ဟာကဆိုရင်ဖြစ်သွားမယ်အတွေ့အောက်ကိုတက်ကြည့်ပါနော်နာနီကတန်မပါတော့နာနီကဆိုရင်ကတော့တစ်ခုဆိုပြီးအဓိပ္ပာယ်ရပါမယ်ဒါတွေကဘသူကဆိုပြီးဖတ်တာပြန်ပါမယ်သူ့ရဲ့အောက်ကိုတက်ကြည့်ပါမယ်ဒါတွေကဆိုရင်တော့တယောက်ရဥမာအိမ်ထဲမှာတယောက်ရှိကြလားဆိုရင်တော့ဒါတွေကကိုသုံးပြီးတော့မှဒီဟာကဘသူကိုပေးပါလဲဘသူကပေးတာလဲလို့ပြောမေးချင်တယ်ဆိုရင်ဒါတွေကဆိုပြီးသုံးပြပါမယ်နောက်တစ်ခုဒိုခိုကဆိုရင်ဘယ်နေရာကိုဒိုခိုကဆိုရင်တနေရာရဘယ်လိုချိန်မှာသုံးလဲဆိုရင်ဒီစနေတနင်္ဂနွေပေးရမှာဘယ်နေရာကိုသွားခဲ့တယ်လဲဘယ်ကိုသွားခဲ့တယ်လဲဒါမျိုးကိုပြောချင်တယ်ဆိုရင်ကတော့ဒိုခိုကလို့ပြောပြီးတော့မှဥပမာတနေရာသွားခဲ့တယ်လားလို့မေးချင်တယ်ဆိုရင်ပြောချင်တယ်ဆိုရင်ကတော့ဒိုခိုကဆိုပြီးသုံးပြပါမယ်
イソがベチェがベロンがベロンがジャパンをララレソイイソがをトンビロマイソがတချိန်ချိန်ဆိုတာကကြတော့ငါတချိန်ချိန်မှာတထေးဖြစ်ရမယ်တချိန်မှာတော့ဂျပန်ကိုသွားနိုင်ရမယ်ဒါမျိုးပြောချင်တယ်ဆိုရင် isoka ကိုသုံးပြပါမယ်ဒါလေးကိုလည်းသတိထားပြီးကြည့်ပေးပါ article တန်တန်ပါလာနဲ့မပါလာလေးနဲ့အဓိပ္ပာယ်တွေကလုံးဝလွဲသွားပါတယ်အဲ့ဒါဆိုလို့ရှိရင် grammar လေးတွေကိုဖတ်ကြည့်မယ်နော် Kyoto wa yuki deshita Kyoto wa yuki deshita ကျိုတိုဒီနှင်းကြခဲ့သည် Kyoto wa kirei deshita Kyoto wa kirei deshita ကျိုတိုဒီလှပခဲ့သည် Kyoto wa samu khata desu Kyoto wa samu khata desu ကျိုတိုဒီအေးခဲ့သည် Kyoto wa do deshita ခါ Kyoto wa do deshita ခါကျိုတိုဒီဘယ်လိုဖြစ်ခဲ့တယ်လဲဒါလေးတွေကကြတော့ဘာလဲရှိရလဲအခုဒီနံပါတ်1နဲ့2ကကြတော့အခန်း8မှာတို့သင်ခဲ့တဲ့ adjective တွေပေါ့နော်ဘဝ1အငင်းတွေ verb 2တွေ verb 2အငင်းတွေပြောင်းနိုင်တဲ့အတူတူပါပဲနာ adjective နဲ့ noun နဲ့ပြောင်းနေရတဲ့အတူတူပဲလို့ပြောခဲ့ပါတယ်ဒီအကယ်၍ဟိုဒီနံပါတ်1နဲ့နံပါတ်2ကလေးကိုရောနေတယ်ဆိုရင်အခန်း8ကလေးကိုပြန်ပြီးတော့မှနှွေးပြီးတော့မှကြည့်ပြပါနော်ဒီခုနိဗ္ဗာန်လေးကိုဆက်သွားပါမယ်ယာစမီဒေရှတာအနာယူခဲ့သည်ယာစမီဂျာအာလီမာဆန်ဒေရှတာအနာမယူခဲ့ဘူးခီလေဒေရှတာလှပခဲ့သည်ခီလေဂျာအာလီမာဆန်ဒေရှတာမလှခဲ့ဘူးရှီဇူကာဒေရှတာတိတ်ဆိတ်ခဲ့သည်ရှီဇူကာဂျာအာလီမာဆန်ဒေရှတာမတိတ်ဆိတ်ခဲ့ဘူးအဆခတာဒက်ပူခဲ့သည်အဆခုနာခတာဒက်မပူခဲ့ဘူးโออิชิคาตาเดสเอเคดีโออิชิคุนาคาตาเดสすみませんโออิชิคาตาเดสအရသာရှိခဲ့သည်โออิชิคุนาคาตาเดสအရသာမရှိခဲ့ဘူးယောคาตาเดสကောင်းခဲ့သည်ယောคุนาคาตาเดสမကောင်းခဲ့ဘူးနောက်တစ်ခါပြန်ပြောပြပါမယ်အဆคาตาเดสပူခဲ့သည်အဆคุนาคาตาเดสမပူခဲ့ဘူးโออิชิคาตาเดสအရသာရှိခဲ့သည်โออิชิคุนาคาตาเดสအရသာမရှိခဲ့ဘူးယောคาตาเดสကောင်းခဲ့သည်ယောคุนาคาตาเดสမကောင်းခဲ့ဘူး東京は大阪より大きいです東京は大阪より大きいです東京မြို့သည်大阪မြို့ထက်ကြီးသည်このシャツはそのシャツより大きいですこのシャツはそのシャツより大きいです。ဒီရှယ်အင်ဂျီဒီအဲ့ဒီရှယ်အင်ဂျီထက်ကြီးသည်私の車は皆さんの車より大きいです。私の車は皆さんの車より大きいです。ကျွန်တော်ရဲ့ကားသည်皆さんရဲ့ကားထက်ကြီးသည်サッカーと野球とどちらが面白いですかサッカーと野球とどちらが面白いですかဘောလုံးနဲ့ဘေ့စ်ဘောနဲ့ဘယ်ဟာကိုဘယ်ဘက်က面白いですかစိတ်ဝင်စားဖို့ကောင်းတယ်လေဆိုရင်အောက်ကဟာတော့ကြည့်ပါမယ်サッカーの方が面白いですဘောလုံးကိုကြိုက်တယ်本と映画とどちらが面白いですか本と映画とどちらが面白いですかစာအုပ်နဲ့ရုပ်ရှင်နဲ့ဘယ်ဟာကစိတ်ဝင်စားဖို့ကောင်းတယ်လဲ本の方が面白いです本の方が面白いですစာအုပ်ကစိတ်ဝင်စားဖို့ကောင်းပါတယ်仕事と勉強とどちらが面白いですか仕事と勉強とどちらが面白いですかအလုံးလုံးရတာနဲ့စာလေးလာတာဘယ်ဟာကစိတ်ဝင်စားဖို့ကောင်းတယ်လဲ仕事の方が面白いです仕事の方が面白いですအလုံးလုံးရတာကစိတ်ဝင်စားဖို့ကောင်းပါတယ်スポーツで何が一番面白いですかスポーツで何が一番面白いですかအားကစားထဲမှာဘာကစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တယ်လေ一番面白いစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တယ်လေ日本人で誰が一番有名ですか日本人で誰が一番有名ですかဂျပန်လူမျိုးတွေမှာဘယ်သူက一番有名နာမည်အကြီးဆုံးဖြစ်တယ်လေ正解でどこが一番きれいですか正解でどこが一番きれいですか
ကဘာမှာဘယ်နေရာကအလှဆုံးဖြစ်တယ်လဲ一年で椅子が一番寒いですか一年で椅子が一番寒いですかတနေ့မှာဘယ်ချိန်ကအအေးဆုံးဖြစ်တယ်လဲはいနောက်တစ်ခေါက်ပြန်ဖတ်ပြပါမယ်京都は雪でした京都は綺麗でした京都は寒かったです京都はどうでしたか休みでした休みじゃありませんでした綺麗でした綺麗じゃありませんでした静かでした静かじゃありませんでした暑かったです暑くなかったですおいしかったですおいしくなかったですよかったですよくなかったです東京は大阪より大きいですこの車窓はその車窓より大きいです私の車は皆さんの車より大きいですサッカーと野球とどちらが面白いですかサッカーの方が面白いです本と映画とどちらが面白いですか本の方が面白いです仕事と勉強とどちらが面白いですか仕事の方が面白いですスポーツで何が一番面白いですか日本人で誰が一番有名ですか世界でどこが一番きれいですか一年でいつが一番寒いですかはいနောက်တစ်ခေါက်မိမိဘာသာကြိုးစားပြီးဖတ်ကြည့်ပါမယ်ကျန်တဲ့ grammar လေးတွေလေ့ကျင့်နေနေလည်းလုပ်ထားပါမယ်じゃあまたね